မြန်မြို့မှာလည်းရှောင်းမစားချင်ရင်ရန်ကုန်တို့မန္တလေးတို့ထိသွားကြမလို့တော့ပဲနဲ့မော်လမြိုင်မြို့မှာစားလို့ရနေပါပြီဒီကတော့လေအခုလိုမျိုးအသားအထက်ထက်အမြင့်ကင်နာရဲပေါ့နော်ဒါမျိုးကိုငယ်ရဆိုရင်ပေါ့နော်နိုင်ငံခြား YouTuber တွေတင်တာတွေကိုပဲကြည့်ပြီးတော့တည်ရုပ်ခဲရတာပေါ့နော်အခုတော့အပြင်မှာတကယ်လဲတွေ့ဘူးပြီးတကယ်လဲစားဖို့ခဲ့ပါပြီရှင်ကဲဒါဆိုရင်စိုက်လေးရဲ့လိပ်စာလေးကိုပြောပြမယ်စိုက်လေးရဲ့လိပ်စာကတော့မော်လမြိုင်မြို့ကန်နန်လန်လူမတ်တို့ A1 တို့အိုရှာဘူးတို့ရှိတယ်ပေါ့နော်ပကံပေကမုတ်စေတန်းလေးတွေရှိတယ်လမ်းကြားလေးထဲမှာပဲဖြစ်ပါတယ်ရှင်စိုက်လေးရဲ့နာမည်ကတော့ Last Bite ပေါ့နော်ကိုရင်ရှောင်းမဆိုတာဗာလဲဒီလိုမျိုးပဲမစားဘူးတဲ့သူတွေအတွက်ဒီကပြောပြပေးမယ်ရှောင်းမဆိုတာကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတစ်ခုဖြစ်တယ်ပေါ့နော်က protein နဲ့ carbohydrate တွေပေါ့နော်အများကြီးပါတာမို့လို့နိုင်ငံခြားဂျင်စောတဲ့သူတွေဆိုရင်ပေါ့နော်ရေးစားပြနေတာလေးကိုလည်းသတိထားမိကြမှာပေါ့နော်ပြီးတော့သူ့ဆိုင်လေးကဟာလာဖူးဆိုင်လေးလည်းဖြစ်တယ်ကြက်သားတစ်မျိုးပဲရပါတယ်ရှင်အခုလိုမျိုးကြက်သားတွေဆိုရင်လေတစ်နေ့ကို6ပိတ်သား50လောက်กินရတယ်ပေါ့နော်ဆိုင်ဖွင့်ချိန်လေးကတော့17နာရီဖြစ်ပြီးတော့ဆိုင်ပိတ်ချိန်ကကြတော့ပေါ့နော်အသားတွေကုန်တာနဲ့ပိတ်ပါတယ်ရှင်ဒီဆိုင်လေးကဖွင့်လာတာတစ်လတော့မပြည့်သေးဘူးဒါပေမဲ့ဒီဆိုင်လေးစဖွင့်ချိန်ကလေးကပေါ့နော်ဒီကရှောင်းမစားချင်လို့ဆိုပြီးတော့4နာရီလောက်မှအာနဲ့ညနေဘက်4နာရီလောက်သွားတဲ့ခါကျရင်ပေါ့နော်ဆိုင်ကအမြဲပိတ်တာတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်အဲ့ဒါပေါ့နော်အခုတတရမြောက်အခါကြာမှပဲဒီစားခွင့်ကြုံရပါတယ်ဒါမို့လို့ပြောချင်တာကတော့ဒီမှာရှောင်းမစားချင်တယ်ဆိုရင်တော့စောစောလေးသွားဖို့တော့လိုပါတယ်သူဆိုင်ကအရန်အကုန်မြန်ပါတယ်ရှင်ဒါလေးကတော့သူဆိုင်ရဲ့မီနူးလေးတွေပေါ့နော်ရှောင်းမလေးတွေရဲ့ဈေးနှုန်းလေးတွေဆိုရင်9000 12000ရှိပြီးတော့တခြားကွာ add on ပေါ့နော်ထည့်ချင်တာမျိုးရှိရင်လည်းထည့်လို့ရပါသေးရဲ့ရှင်ပြီးတော့လေဒီကတားကင်နေရကြတော့ဒီဆိုင်ပိတ်တဲ့အချိန်ကြာမှပေါ့နော်ရောက်သွားလို့ပေါ့နော်အမှန်တော့ဒီဆိုင်စားဖွင့်ခြင်းဆိုရင်အများကြီးပဲပေါ့နော်အရှိမပြောခဲ့တဲ့အတိုင်း6ပိတ်တာ50လောက်ရှိတယ်။တောင်းမပေါ့နော်အခုလိုမျိုးဝယ်စားဘူးတာတော့ပထမဆုံးပဲပါလို့လဲဆိုတော့ဒီကအတိအမတရားပေါ့နော်အိမ်မှာလောက်ကြွေရပဲစားဘူးတယ်ဆိုင်မှာတော့မစားဘူးပါဘူး။အခုလိုမျိုးဝယ်စားလို့ရတဲ့ဆိုင်လေးတွေရှိတော့အဆင်ပြေတာပေါ့နော်။ပြီးတော့လေသူ့ဆိုင်လေးရဲ့ပိတ်ရကတဲ့တောက်ကြနေတရက်ပဲပိတ်ပါတယ်ပေါ့နော်။အဲ့ဒါလေးလည်းဒီကကြားခဲ့ပါတယ်ရှင်။ဒါဆိုရင်တော့အခုဗီဒီယိုကြည့်နေသူတွေထဲမှာမော်လမြိုင်မျိုးကားသူတွေပါရဆိုရင်ရှောင်းမလည်းကြိုက်တယ်စားလည်းစားချင်တယ်ဆိုရင်တော့အခုပဲတော့ဝယ်စားကြည့်။ပြီးတော့ရှောင်းမဆိုတာပါလေရှောင်းမမစားဘူးသေးဘူးဆိုရင်လည်းအခုပဲတော့ဝယ်စားကြည့်ပါနော်အရသာလေးသိရအောင်ပါရှင်ဒါဆိုရင်တော့ဗီဒီယိုလေးကိုတိတိအောင်ကြည့်လာပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးတွေကိုအချိန်နဲ့တပြေးညီကြည့်ဖို့အတွက် vlog ID ကို follow မလုပ်ရသေးဘူးဆိုရင်အခုပဲ follow လုပ်ခဲ့ပေးကြပါဦးเนาะဒါဆိုရင်အားလုံးပဲဒါပါ